တင်ငယ်ချင်းတို့တခုလောက်မေးချင်ပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်စင်ကာပူရောက်ချင်းကိုအနေနဲ့ကြားရတဲ့အင်္ဂလိပ်စကားလုံးတစ်လုံးကိုနားလည်ခဲ့လားနားမလည်ဘူးလားဘယ်စကားမျိုးဖြစ်မလဲကျမဆိုလို့ရှိရင်တော့ဆက်ဆံချင်းတစ်ထိလောက်ခေါ်တဲ့အချိန်မှာမမှတ်ရဖြစ်တယ်ပေါ့နော်အေးချင်နေပိုင်းမှာတော့တိတ်ပြီးတော့မမှတ်ရမရှိဘူးပေါ့နော်ဒါပေမဲ့တစ်ထိလောက်ခေါ်တဲ့အချိန်မှာမမှတ်ရစကားတစ်လုံးကပုစစ်ပြပုစစ်ပြပြကြလို့ရှိလို့မြုပ်ဆိုတာကတော့ဒီအိမ်မှာအေဂျင်မတင်ကြတဲ့မြုပ်ဆိုတာစင်ကာပူလူတွေအတန်းထွက်လို့တည်တယ်ဒါကြောင့်မလို့ကြားရင်တမျိုးကြီးဖြစ်ပြင်မဲ့အဲ့ဒီဟောင်းနားလေတယ်ဒါပေမဲ့ပုစစ်ပြောက်ဆိုတာကိုလေတကယ်ဆိုလို့ရှိရင် sit ဆိုတာလည်းတည်တယ်မြန်မာပြည်မှာဒီចောင်းအတော်အတန်နေခဲ့တဲ့လူမှန်တည်း sit down stand up ဒါတွေတည်ရလေအဲ့လိုမျိုးဖြစ်တဲ့အတွက်ဒါလည်းတည်တယ်ပြောက်ဆိုတာခပတ်ဆိုတာလည်းတည်တယ်ဒါပေမဲ့လည်းအတန်းတွက်ကအရင်ကြီးမတူးနေဘူးလေမြန်မာအတန်းတွက်နဲ့အဲ့လိုမျိုးဆိုတော့ကားထဲဝင်ထိုင်တတိယပြောတယ်မို့ပုစစ်ပြောက်ဘာလို့ခိုင်းတာလဲမသိဘူးလေတက်တက်ဖြစ်နေဘာလို့ခိုင်းတာလဲမသိဘူးအဲ့လိုမျိုးတော့အဲ့နဲ့သူတို့က body language နဲ့အကြတော့ပြောရတယ်ပုစစ်ပြောက်အဲ့လိုမျိုးပြောမှာပဲနားလည်တော့တာအကြောင်းမလို့တကယ်ချင်းနေရောစင်ကာပူဆိုင်ရောက်ချင်းအင်္ဂလိပ်စကားလုံးတစ်လုံးကိုဘယ်လိုရလဲခဲ့ဘူးလဲဘယ်လိုမှတ်သားခဲ့ရဘူးလဲပေါ့နော်ပြီးတော့နောက်တစ်လုံးရှိသေးတယ်နောက်တစ်လုံးကဘာလဲဆိုလို့ရှိရင်အဖွားရိတ်မှာလို့တော့ကြတော့အဖွားရပြောတယ်ရေတွေရတယ်အထက်ဝင်သွားလားအပြင်ထွက်သွားလားသူအဲ့လိုမျိုးပြောတယ်အဲ့ဒါကို तू ပြောတာလေ water coming water come out ဘာပြောတာဗာလေ water coming water come out တကယ်ဆိုလွယ်လွယ်လေးတွေပဲဒါပေမဲ့ကိုယ်တွေအားနေချက်ကိုလည်းပြောတာပြီးကြလို့ရှိရင်မှတ်လွယ်အောင်သူတို့စကားတွေသုံးနှုံးတာလေးတွေကိုဒါလွယ်လွယ်ကူကူလေးပဲမဲ့ coming come out လူထွက်လာတယ်လို့ပဲကိုရီးယားကြတော့အဲ့လိုထင်တာလေyou come in you come out အဲ့လိုမျိုးပဲထင်တာဒါပေမဲ့သူကရေအဝင်အထွက်တော့အဝင်အထွက်မှန်သူကိုအဲ့လိုမျိုးသုံးနေဆိုတာကိုအဲ့လိုမျိုးမှတ်သားခဲ့ရပါတယ်အဲကြောင့်မို့တကယ်ချင်းနေနေဘယ်စကားလုံးလေးတွေကကိုယ့်အတွက်ဆက်ဆက်ချင်းမှာလွယ်မယောင်နဲ့ခက်ပြီးတော့အဲ့လိုလက်တဲလေးတွေဖြစ်ခဲ့လဲဆိုတာကိုပြန်လဲပြီးတော့မျှဝေပြလို့ရပါတယ်ကျေးဇူးများတင်ပါတယ်